မျိုးအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ထိုင်းနိုင်ငံမှာနေထိုင်နေကြတဲ့ရွှေ့ပြောင်းလူသမားတွေဘယ်လိုလူသမားတွေပဲဖြစ်ဖြစ်အလဲပတ်သမားတွေပဲကျွန်တော်တို့နိုင်ငံသားတွေပေါ့နော်ဘာလိုမျိုးတွေပဲဖြစ်ဖြစ်ပေါ့ဗျာနော်ကျွန်တော်တို့နေထိုင်တဲ့လမ်းပေါ်မှာလမ်းလျှောက်ပြီးသွားနေတဲ့အချိန်မှာကိုကတော့မှန်မှန်ကန်ကန်ပဲမြင်းကြားလမ်းနဲ့လမ်းကူးတယ်ကိုသွားတဲ့လမ်းကလည်းမှန်မှန်ကန်ကန်ပဲဒါပေမဲ့နေထိုင်တဲ့ကားတွေတော်လကောင်ဆိုင်ကယ်တော်လကောင်ကိုလာတိုက်ပြီးတော့ထွက်ပြေးသွားတယ်ဘယ်သူတိုက်သွားမှလည်းမသိဘူးပဲသူပဲဝါလဲရှာလို့မရဘူးဆိုရင်ဘယ်လိုခံစားခွင့်မျိုးရှိလဲဆိုတော့ဒီကနေ့ကျွန်တော်လာရောက်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ဖြစ်တယ်နဲ့ဖြစ်ချင်းဘာလို့ရမလဲဆိုတော့အခုလိုမျိုးလာတိုက်ပြီးတော့နာသွားတယ်ဆိုလို့ရှိရင်ဒါနှိစက်ရရဲစခန်းမှာကြောင်းကြားမှာဖြစ်ပါတယ်ခင်ဗျအကြောင်းကြားပြီးတော့အဲ့ဒီမှာကျွန်တော်တို့ဒီဘေးချင်းဖက်နေရဘယ်အချိန်လေးမှာကျွန်တော်တို့ကကားတိုက်ခံရတယ်ဆိုင်ကယ်တိုက်ခံရတယ်ဘလို့နာကြည့်သွားတယ်ဘလို့နာသွားလဲဆိုတာပေါ့နော်အဲ့ဒါကိုသွားပြီးတော့တိုင်ကြရမှာဖြစ်ပါတယ်ပေါ့နော်တကယ်လို့တိုက်နိုင်တဲ့တက်တိုက်ချင်းဆေးရုံရောက်သွားတယ်ဆိုလို့ရှိရင်လည်းပဲဒါနှိစက်ရရဲစခန်းကိုခုရရွှေမျိုးမောင်နှမတွေတဲရောက်နေတော့တိုင်ပါတိုင်ပြီးတော့လို့ရှိရင်အဲ့မှာဘာတွေခံစားခွင့်ရှိလဲဆိုတော့နော်တိုက်ရဲ့လူဘယ်သူပဲဝမသိတော့ညာလေးပဲဒါပေမဲ့သူ့ရဲ့ကုသစရိတ်ကကြတော့ကျွန်တော်တို့ပန်းငွေ3000နော်ထက်မကျော်တော့ခံစားခွင့်ကိုကျွန်တော်တို့ကုသခွင့်ကိုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်3000နဲ့မကျော်တော့နော်ကုသမှုစရိတ်ကိုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်နံပါတ်2တကယ်တော့အသက်တည်ဆုံးသွားတယ်ဆိုလို့ရှိရင်တော့သူ့ရဲ့နာရီအတွက်ကို3000ဝယ်ထုတ်ခွင့်ရှိပါတယ်အဲ့ဒီပတ်စံနဲ့အဲ့ဒီခံစားခွင့်တွေကဘယ်မှာသွားထုတ်ရမှာလဲထုတ်ရမှာကကျွန်တော်ထိုင်းနိုင်ငံမှာဆိုရင်နေရာတိုင်းခရိုင်တိုင်းမှာတော်တော်များများရှိကြတယ်ခေါ်ပေါ်ဖော်လို့ခေါ်တဲ့เนาะကျွန်တော်တို့ဒီကားနဲ့ပတ်သက်ပြီးတော့ဒါဌာနတစ်ခုပေါ့เนาะထိတ်ချုပ်ရေးဌာနတစ်ခုပဲဖြစ်ပါတယ်ခေါ်ပေါ်ဖော်ဆိုတဲ့နေရာမှာတွားရောက်ပြီးတော့ကျွန်တော်တို့ကတွားထုတ်ကြရမှာဖြစ်ပါတယ်ထုတ်တဲ့ခါဘာတွေယူရမလဲရဲစခန်းရဲ့ဟိုတိုင်ကြားရတဲ့အချက်လက်တွေနဲ့ပတ်သက်ပြီးအဲ့ဒီစာရွက်ရဲ့ပြီးရင်ဒီဆုံးသွားတဲ့လူဒါမှမဟုတ်နာသွားတဲ့လူရဲ့စာရွက်စာတမ်းတွေကိုယူပြီးတော့တွားရောက်ပြီးတော့ထုတ်ယူရမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ဒီတော့အကုန်လုံးတကယ်လို့အသက်တည်ဆုံးသွားတယ်ဆိုလို့ရှိရင်တော့ခုနပြောသလိုပဲเนาะသူ့ရဲ့နာရီအတွက်ကို3000ဝယ်ထုတ်ခွင့်ရှိပါတယ်တကယ်လို့အသက်တည်ဆုံးခြင်းမရှိဘူးနာသွားတယ်ဆိုလို့ရှိရင်တော့ဆေးရုံကုသစရိတ်ပေါ့3000ဘတ်ကိုပေါ့အဲ့မှာတွားပြီးတော့ထုတ်ယူနိုင်ပါတယ်ခင်ဗျဒါအလုပ်သမားမျိုးတွေအတွက်နောက်ဆိုရင်ဒီကားနဲ့ပတ်သက်ပြီးတော့ဆိုင်ကယ်နဲ့ပတ်သက်ပြီးတော့လဲ follow ပေါ်ကိစ္စနဲ့ပတ်သက်ပြီးတော့ပကံလို့ခေါ်တဲ့ကားအမကန်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်လက်ပြီးတော့ဗီဒီယိုလေးတို့တင်ပေးသွားမှာဖြစ်ပါတယ်ဒီမနေ့ကိုစောစောစီကျွန်တော်တို့ဖုန်းဆက်လာနေဒီလို case လေးတွေအများကြီးရှိတဲ့အတွက်ကြောင့်အလုပ်သမားတွေကိစ္စကိုလည်းတင်ပေးနိုင်တယ်လို့အခုလိုမျိုးကားအမကန်တွေနဲ့ပတ်သက်ပြီးကားတိုက်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းပဲကျွန်တော်စီမှာဗီဒီယိုလေးလုပ်ပေးဖို့အတွက်လာတောင်းဆိုတဲ့အတွက်ကျွန်တော်လုပ်ပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့3993254159မနေ့8နိုင်နေစပြီးတော့ညနေ9နာရီထိကိုဆက်သွယ်လာပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျเนาะအားလုံးပဲကံကောင်းကြပါစေကိဆိုစင်းတဲ့ဆိုရင်တော့ကြော်ဖြတ်ပြီးတော့အားလုံးအနေနဲ့ကင်းပေးရှင်ပြီးတော့စိတ်ချမ်းသာခြင်းကိုကြမှခြင်းရကြပါစေလို့ဆုမကောင်းလေးတောင်းရင်ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီလောက်နေနဲ့ပဲရန်နာခွင့်ပြပါခင်ဗျနိုးတွေအားလုံးပဲမင်္ဂလာပါ